ဖော်ဘူးထဲမှာပဲထည့်ပြီးစိုက်ထားတဲ့ငရုတ်သီးပင်ကြီးကလေအခုဆိုရင်အကြီးကြီးထွက်လာတဲ့ငရုတ်သီးပန်းပွင့်လေးတွေလည်းအများကြီးပဲဒါပေမဲ့လေပန်းပွင့်ပေမဲ့အသီးကလုံးဝမဖြစ်ဘူးညှိုးညှိုးသွားတာပြီးတော့သူ့ရဲ့အရွက်ကလည်းလုံးဝမလှဘူးအပင်ကိုဒီလိုမျိုးလှုပ်ခါလို့ရှိရင်အသီးတွေပြန်တီးနိုင်တယ်ဆိုလို့လှုပ်ကြည့်လဲအဆင်မပြေပါဘူးဖော့ဘူးလေးကသေးတော့လေအခက်တွေများပြီးတော့မှအသီးမအောင်ဘူးထင်လို့လေတချို့အခက်လေးတွေကိုလည်းညှက်ထုတ်ပလိုက်တယ်ဖော့ဘူးထဲမှာရှိတဲ့မြေလေးတွေကိုလည်းဆွပေးလိုက်တယ်ပြီးတော့အပင်တွက်ကောင်းတဲ့ဟောဒီမြေဩဇာလေးတွေကိုထည့်ပေးလိုက်တယ်ပြီးတော့တည့်ရွက်6လေးတွေနဲ့ရောပြီးလှုပ်ထားတဲ့မြေဆွေးတွေကိုလည်းပြည့်ပြည့်မောက်မောက်လေးထည့်ထားလိုက်တယ်ရေယူတော့ညနေပိုင်းမှာပဲတနေ့မှတစ်ချိန်ပဲလောင်းပေးလိုက်တယ်အပင်ကိုတေချာပြုစုပြီးတလားလောက်ကြာတဲ့အထိလည်းအသီးမသီးပါဘူးနောက်ဆုံးတော့လေအပင်ကိုနှမျောပေမဲ့လည်းငုတ်တူလေးကြအောင်ဖြတ်ထုတ်ကြည့်လိုက်ပြီးအပင်ကပိုးမကြဘဲနဲ့အသီးမထွက်ဘူးဆိုတော့တော်တော်ကိုစဉ်းစားရခက်တာ6လနီးပါးလောက်ကြာတဲ့အချိန်မှာအပင်တစ်လေးတွေကတန်တန်မာမာလေးနဲ့ထပ်ပြီးထွက်လာတယ်ဟောဒီမှာဒီအပင်ကနေတီးတဲ့ငရုတ်သီးတွေပါဒီမှာဒီဟာတွေလည်းလေငရုတ်သီးတွေဟောဒီကြားထဲမှာဆိုလည်းငရုတ်သီးတွေအများကြီးရှိတယ်ဟိုနေ့ကလည်းခူးစားထားသေးတယ်တဲ့ဒီမှာလည်းထက်ရှိသေးတယ်အသီးတွေလေအများကြီးတပင်လုံးကိုတီးလာပြီး